ဗီယက်နမ်နိုင်ငံမှာတရုတ်စကားပြောနေတဲ့ဖြူဖြူထွေးကြည့်လိုက်ပါအလံပြားလေးတနေ့တခြားပူလာလာတယ်အခုလောက်မေးပြစေအောင်ဖြူဖြူထွေးက nature beauty လားသူ့ရဲ့မျက်နှာပေါက်ရတယ်အခုခေတ်ကလေအလှပရေးရတယ်အမျိုးတွေခွေးစိတ်ပြပြင်တာအများနဲ့နာတဲ့အတို့မျက်ခုံးမွေးတို့မျက်ရည်ပေါ်တာတို့မီးရိုးချတာတို့အမျိုးတွေကျမကြည့်ရတာထင်တာပြောပါလေ nature beauty ဆင်တာဒီတခါမှအမျိုးလေသွားပြီးမှနိုင်ငံခြားသွားပြီးတော့အလှပရေးရခွေးစိတ်ပြပြင်တယ်ဆိုတခါမှမတွေ့ဘူးလို့လေမေးကြည့်တာပါအဲ့ပြီးအခုသူတက်လေတဲ့ဗီယက်နမ်လားအလုပ်ကိစ္စလားပါလားမသိလူတက်လေတဲ့နေရာရန်လာတော့တကက်လို့လေကောင်းကင်ရောက်သွားတယ်လို့ပဲရှုခင်းတဘာဝရှုခင်းနေရလဲရန်လာတယ်ဝတ်ထားတဲ့ဝတ်စားတဲ့ဗီယက်နမ်နိုင်ငံရဲ့ဗလားရိုးရဝတ်စုံလားအရင်ကြည့်ကောင်းတာပဲပရာဟိတမင်းသမီးမလို့ထင်တယ်ကြာလာလေချောလာလေကြည့်ကောင်းလာလေကြည့်အောင်ဗီဒီယိုလေးတော့ဆုံးဖြတ်ကြည့်နော်အရင်လာလို့လေရှုခင်းလေးတွေစိတ်ထားဖြူလို့နေမှာစိတ်ထားလဲဖြူရိုးတားလို့လေဆယ်လီဖြစ်ရတာဒါကောင်းနော်သွားချင်တဲ့နေရာထသွားလို့ရတယ်ခေါ်တဲ့နေရာရောက်ရတယ်နိုင်ငံတကာရောက်ရတယ်မြို့တိုင်းလည်းအလဲပဲရောက်ရတယ်你好吗？小薇，别人来拿别人拿来，啊，先别来呢。冇嚟，呢度啊。ไปคุณที่ไหนนะ哎，过来了，เอาไป我跑了呢。然后别人呢，你也不可以的吧？ระวังด้วยนะ只有我的爸爸呢，我把它装好了没？哎，这个。Let's go အခုကတော့ဒီအိမ်လေးနဲ့ကိုရိုက်မှာလည်းရှိပါတယ်။အိမ်လေးကိုရိုက်ဖို့အတွက်ကို1000ပေးရပါတယ်။ဒီရင်နံငွေ1000ပါ။ပြောလိုက်ခဲ့။ဝေး။ကျေးလိုက်ခဲ့။ရှုကင်းလေးနဲ့နောက်ထပ်တင်ရလည်းဖြစ်ပါလေ။ဒါတော့ပန်းဆိုင်နေတယ်